အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗိုင်ဆိုးသူပညာ channel ရဲ့နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ဒီ browser ပေါ့နော် Chrome browser အသုံးပြုတဲ့သူတွေအတွက်ဒီ setting လေးကိုကျွန်တော်မဖြစ်မနေဖွင့်ထားပေးပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တခါလီမှာ website တွေကပေါ့နော်ဒီကျွန်တော်ကိုယ့်ရဲ့ account တွေကို hack သွားနိုင်တဲ့ဟာတွေရှိတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ဒီမက်လုံးပေးပြီးကမှာပေါ့နော်ဒီ link လေးကိုနှိပ်လိုက်ပါဘာညာပေါ့နော်ဒီ link တိုင်းနှိပ်ဝင်ပါညာအဲ့လိုမျိုးတွေရှိနှိပ်ဝင်ခိုင်းတယ်ကိုကနှိပ်ဝင်လိုက်လို့ရှိရင်ကိုယ့်ဒီကအကောင့်တွေပါတာမျိုးတွေရှိတယ်Telegram မှာဆိုလို့ရှိရင်လည်းဒါကိုယ့်ရဲ့နာမည်ခေါ်ပြီးမှဒါမင်းပုံလားဘာညာပေါ့နော်အဲ့ဒါမျိုးတွေရှိတယ်ပေါ့နော်အဲ့ကိုကအဲ့ဒါမျိုးနှိပ်လိုက်ပြီးလို့ရှိရင်ကိုယ့်ရဲ့အကောင့်တွေပါသွားနိုင်တယ်ပေါ့နော်အဲ့လိုဟက်တဲ့ဟာရှိပြီးရင်တချို့ကြလည်း location တွေလမ်းထောက်လမ်းတဲ့ link တွေရှိရပေါ့နော်အဲ့လို link တွေကနေကိုကနှိပ်ဝင်ပြီးလို့ရှိရင်ကိုမှန်အန်ဒီရရှိနိုင်တယ်ဒီ link တွေကလည်းကိုကတခါလေးမှာအမှန်ကန်လားကိုဟက်မဟာတွေလားကို password တွေကြည့်မဲ့ဟာတွေလားဆိုကိုကမသိနိုင်ပေါ့နော်အဲ့လိုမသိနိုင်ဘူးတချို့သိတဲ့သူလည်းသိတာပေါ့နော်တချို့ကြလည်းအကုန်လုံးကြလည်းကျွန်တော်မသိနိုင်တဲ့အချိန်မှာကျွန်တော်အခုပြောမဲ့ setting လေးကိုဖွင့်ထားပြီပေါ့နော်အခုကျွန်တော်ပြောမဲ့ setting လေးအဲ့ဒါမျိုးပေါ့နော်သူအလင်းညာ website တွေအဲ့လိုကျွန်တော်ကိုဟက်မဲ့ဟာတွေပေါ့နော်ဟက်မဟာတွေအဲ့လိုဟာမျိုးတွေကိုသူကသတိပေးအောင်ပေါ့နော်အဲ့ဒါလေးဖွင့်ထားလို့ရှိရင်သူကဟာဒီ website ကအန်ဒီရရှိနိုင်တယ်ဘာဖြစ်တယ်ညာဖြစ်ပေါ့နော်ကိုကမစစ်နိုင်ဘူးသူကအဲ့လိုစစ်ပေးမယ်ပေါ့နော်အဲ့ setting လေးကိုဖွင့်ထားမယ်ဆိုလို့ရှိရင်တော့သူက auto လေးစစ်ပေးမှာဖြစ်ပါတယ်အဲ့လိုမိတ်ဆွေတို့ကြုံဘူးကြမှာပါကျွန်တော်ပြောသလိုပဲဒီ link တွေပါဝင်လိုက်လို့ချင်းကိုယ့်ကောက်တွေပါတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေဆိုလို့ချင်းသူတို့ကဒါသတိပေးချက်လေးပေါ်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ setting လေးကိုနှိပ်တဲ့နည်းလေးကျွန်တော်ပြန်လည်မျှဝေပေးသွားပါကျွန်တော် channel လေးကတော့နီးပညာနဲ့ပတ်သက်တာတွေအမြဲတင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ကျွန်တော်ရဲ့နီးပညာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and share လေးနှိပ်ပြီးကမှကျွန်တော်နောက်ထပ်တင်တဲ့နီးပညာအသေးလေးတွေကြည့်ရှုခြင်းနဲ့ဆိုရင်တော့အောက် subscribe ဆိုတာလေးကိုနှိပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ပေးပါအဲ့ဒါမှကျွန်တော်နောက်ထပ်တင်တဲ့နီးပညာအသေးလေးတွေမိတ်ဆွေတို့ဒီမှာအရင်ဆုံးပုံမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ပါမယ်အဲ့တော့ကျွန်တော် Chrome browser ထဲဝင်လိုက်ပါပေါ့နော် browser ထဲဝင်လိုက်ပေါ့နော် browser ကျွန်တော်ပြန်ထွက်လိုက်မှနည်းနည်းရှင်းထုတ်လိုက်မှာအဲ့တော့ browser ထဲဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ကျွန်တော်ဗာနှိပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီညာဘက်အပေါ်ထောင်လေးမှာပေါ့နော်ညာဘက်အပေါ်ထောင်လေးမှာကျွန်တော်ဒီမှာ asset 430ရှိရပေါ့နော် browser ထဲဝင်လိုက်ရင်အဲ့ asset 430ရှိရအဲ့ဒါလေးကိုကျွန်တော်ချက်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်အပေါ်လေးနည်းနည်းဆွဲတင်လိုက်မယ်ဆွဲတင်လို့ရှိရင်ဒီအောက်ပိုင်းလေးမှာပေါ့နော် setting ဆိုတာလေးရှိရပေါ့နော်ဒီမှာbrowser ရဲ့ကျမဝင်လိုက်လို့ရှိရင်အမှasset 430နှိပ်လိုက်ရင်အောက်မှာ setting ဆိုတာရှိရအဲ့ setting လေးနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်အပေါ်လေးနည်းနည်းဆွဲတင်လိုက်ပေါ့နော် setting လေးနှိပ်ပြီးရင်အပေါ်လေးနည်းနည်းဆွဲတင်လိုက်လို့ရှိရင်ကျွန်တော်ဘာနှိပ်ရမလဲဆိုလို့ရှိရင်ဒီမှာ privacy and security ဆိုတာလေးပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်အပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်မယ်ပေါ့နော်ဆွဲတင်ပြီးလို့ရှိရင်ဒီမှာ always use security ဆိုတဲ့ဟာလေးပေါ့နော်ဒီမှာပေါ့နော်ဒီကောင်လေးအဲ့ဒါလေး on နေတယ်ပေါ့နော်အဲ့ကောင်လေး on ပေးရမှာပေါ့နော်အဲ့တော့အဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်မှနှိပ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်အပေါ်မှာကျွန်တော်ပိတ်နေတယ်ပေါ့နော်အကောင်လေးဖွင့်ပေးထားလိုက်ပေါ့နော်ဒီကောင်လေးဖွင့်ပေးထားခြင်းအပြင်အန်ဒီရရှိတဲ့ website တွေအန်ဒီရရှိတဲ့ link တွေကိုသူတို့ကသတိပေးချက်လေးပေါ်လာမှာပေါ့နော်ဒီထဲဝင်မလားပါလားညာလားပေါ့နော်အဲ့ဒါမျိုးဒီတိုင်းတန်းမဝင်မသွားပေါ့နော်နည်းနည်းလေးကာပါဖြစ်တာပေါ့ဗျာကျွန်တော်လိုက်မစစ်နိုင်ပေါ့နော်ဒီ website တွေကတကယ်လားဒီ link တွေကတကယ်လားတကယ်မဟုတ်ဘူးလားဒါကျွန်တော်ကတခါလေးကြဝေဝါးသွားလို့ရှိရင်ဝင်မိသွားရင်ပေါ့နော်တခါလေးကြလည်းကိုကမစင်စားပဲဒီတိုင်းရမ်းနှိပ်လိုက်မိတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့じゃသူကဒါမျိုးလေးစစ်ပေးမှာဖြစ်ပါတယ်အဲ့ဒါလေးဖွင့်ထားလို့ရှင်ပေါ့နော်အဲ့ဒါကြောင့်မလို့အကောင့်လေးကိုကျွန်တော်တစ်ချက်ဖွင့်မယ်ဖွင့်ပြီးလို့ရှင်ဗာထပ်လို့ရမလဲဆိုလို့ရှင်ဒီမှာဒီအောက်နားလေးမှာနှစ်ခုကိုလည်းဒီအပေါ်ဟာလေးကိုရွေးထားပြီပေါ့နော်ဒီအောက်မှာဖြစ်နေလို့ရှင်လည်းဒီအပေါ်ဟာလေးကိုရွေးထားပြီလားရွေးပြီးကမှအဲ့မျိုးလေးဖွင့်ထားလိုက်မယ်ဆိုလို့ရှင်တော့ဒါတစ်ဖက်တစ်လမ်းကတော့နည်းနည်းလေးလုံခြုံတယ်လို့ပြောရမှာပေါ့နော်လုံးဝလုံခြုံပြီလားဆိုတော့လည်းမဟုတ်သေးဘူးပေါ့နော်နောက်ထပ်နီလန်းလေးတွေလည်းကျွန်တော်ပြန်လဲမျှဝေပေးသွားမယ်ကိုယ့်ရဲ့ချစ်သူရည်သားသမီးရည်သားတွေလင်ယောက်ျားတွေကိုစိတ်မချဘူးသူတို့ဖုန်းထဲမှာဘာတွေသုံးနေလဲဖုန်းကိုဘယ်သူတွေနဲ့ပြောနေလဲဘာတွေပြောနေလဲဘာစာတွေပို့နေလဲဆိုတာကိုသိကျင်တယ်ဆိုလို့ရှင်လဲ service လေးရှိပါတယ်39969511လုံးနှစ်ပိုက်ပါလေးကိုခိုင်းခဲ့ပေးပါ service လေးရှိပါတယ်ကျွန်တော်ဒီမှာတင်လို့မရလို့ပေါ့နော်ဒါကကိုယ့်ရဲ့ချစ်သူတွေအကြောင်းအရာတွေသိကျင်တဲ့သူတွေအတွက်ပေါ့နော်အဲ့ဒါလေးကတော့သူတို့ဖုန်းထဲမှာ software လေးတစ်ခုကြိုထည့်ထားမယ်သူတို့ဖုန်းထဲမှာအဲ့ software လေးတစ်ခုကြိုထည့်ပြီးနောက်ပိုင်းသူတို့လှုပ်ဆောင်ချက်တွေကိုကိုဖုန်းကနေကြည့်လို့ရမှာဖြစ်ပါတယ်အဲ့ဒီလေးလိုကျွန်တော်39969511လုံးနှစ်ပိုက်ပါကိုခိုင်းခဲ့ပေးပါနောက်ရက်ဒီမှာလဲကျွန်တော်ဒီဖုန်းနဲ့ပတ်သက်တဲ့ဒီ setting လေးနဲ့ပတ်သက်ပြီးအကြောင်းအရာလေးကိုပြန်လည်မျှဝေပေးသွားပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်